ကဲစန္ဒဝင်းနဲ့အိမ်မှုခင်သမီးကိုအနီသေးချမှာမယ်နော်သူ့ကိုမနိုင်လို့သမီးနဲ့ထားတာနော်နှစ်ယောက်ပေါင်းပြီးအရန်ကြီးမစော့ရအောင်နော်အပြင်မှာငိမ့်ငိမ့်စင်စင်လေးနေတို့နှစ်ယောက်ကအထဲလဲခေါ်မသွားရဲဘူးစန္ဒဝင်းကြားတယ်နော်ငိမ့်ငိမ့်စင်စင်လေးနေမယ်နော်မိမပြတ်တာအုံးမတော့နဲ့ကြားလာငိမ့်နေစနအပြင်မှာပူတယ်ခက်မှမနေအောင် ဟာလိုက်ကွာငါမြန်ပြောလိုက်မယ်အမသူငါအပြင်မှာနေခဲ့လို့ငါတို့ပြောထားတယ် အပြင်မှာပူတယ်ဟာမနေတော့အထက်မှာဝင်နေအောင်နော်မရိုက်ပါဘူး အဲ့ငါမြန်ပြောနေနင်းတောင်းရင်မလား အေးယူမယ် ပေါ့မယ်နေတော့ ဘာမှနေမလား မင်းဝင် ဒါပါ ပေါ့ဆောင်နေဆော့မယ်ဟဲ့ ဒီဆက်မလေး အဲ့ကြောင့်ဘယ်သူကပို့ပြီးအဲ့ဝတ်ကြီးလဲလောက်ရမှာ ငါအိမ်မှာဆက်နေကြအလုပ်ကတော့ AC ပဲ ဆော့မယ်ဒီ ငလာပါ ငါစိတ်မလို့ပြောသေးဘူးလေ နင်ကလက်မပါနဲ့နော်ငါမမပါဘူးဆိုနင်ကအနိုင်မကျင်းနဲ့ပါဇက်နဲ့ပဲပြော ဟုတ်လေငါစိတ်မဆိုမှဆော့ရမှာလေနင်ကငါစိတ်မလို့ပြောပဲဘာလို့နေနေလောက်လဲ အဲ့ဆိုပြန်လို့ပါ လက်စမယ်ဒီနေ့တော့ မင်္ဂလာပါ နိုင်ရတာ ငါရောက်တော့ အဲ့ဆိုပြန်လို့ပြန်လို့ဒီနေ့ မင်္ဂလာပါငါပို့ကောင်းတာ အဲ့ဒါနောက်ဆုံးမယ်ဒီနောက်ဆုံးမယ် ဒီနေ့ ဒီကနေ့ မင်္ဂလာပါ အဲ့လိုလုံးမယ်အဲ့လိုအောက်မလို့ငါပြောတာမရောက်လဲနေအောင်ဒီ နင်ကစကားနဲ့ပဲပြောလို့ပြောနော်ငါ့ကိုလက်မပါနဲ့နော်ငါမမပါဘူးဆိုနင်ကအနိုင်မကျင်းနဲ့နော် ဒီမှာလို့ညစ်လေ နင်ကအဲ့လိုမပြောနဲ့နော် ငါမနေတော့တိုင်မယ် ဟုတ်မင်္ဂလာပါရှင် Grace ကနေကြိုဆိုပါရစေ။ဗာလေးပြပေးရမလဲရှင် ဟုတ်ညီမလေးအမလေးဒီ Grace ကိုလေ line ပေါ်မှာတွေ့ရလေဒီမှာက brand တွေလေတော်တော်များများလဲစုံစုံလင်းလင်းလဲတွေ့တယ်ပြီးတော့လေအမ SK2 လေးလဲတွေ့တာလို့အဲ့ဒါလာကြည့်ရ ။ဟုတ်တယ်မညီမတို့ Grace မှာကျတော့ဒီ SK2 ကိုဂျပန်စစ်လဲရောင်းချပေးရပစ္စည်းမှန်ဈေးနှုန်းမှန်ရောင်းချပေးရပေါ့နော်။ပြီးတော့ SK2 ပြင်တခြား branded လေးလည်းရှိရ Dior တို့ La Mer တို့ SD တို့ Lancome တို့ပေါ့နော်။တကယ်နာမည်ကြီး brand တွေလည်းတင်ထားပေးရရှင် brand တော့တော်တော်စုံစုံရရ ။ဟုတ် နော် မဟုတ် ညီမလေးအမကလေDior lipstick လေးကိုကြည့်ချင်တာလေ ဟုတ်ကဲ့ ကြည့်ချင်တယ်ဆိုပေမဲ့ညီမလေးရဲ့အမကကြတော့လေဟိုအယောင်လေးကလည်းလေကို့အသားရောက်နေလိုက်မလိုက်ဆိုတာလေအမကဒီမျက်စိနဲ့ကြည့်ုံနဲ့ကြတော့အမမသိဘူးလေမသိဘူးဆိုတော့ဟိုညီမလေးတို့ဆိုင်မှာကြတော့လေဘယ်လိုမျိုး service လေးရှိလဲ ရတယ်ရှင်မညီမတို့ဆိုင်မှာဒီ branded lipstick တွေဟာစာ tester ထုတ်ထားပေးရရှင်။ Dior ဆန်းချင်လဲ Dior လေးရှိတယ်မ။ အော်ဟုတ်တယ်အမလေး live ပေါ်မှာtester ထားပေးထားရဆိုတော့တွေ့လို့တက်လာပြီးတော့စမ်းကြည့်ကြည့် ဟုတ်ရတယ်ရှင် ညီမလေးဟာ မရတယ်မဟိုနှခမ်းကြီးအစိုးကြိုက်လား6ကြိုက်လား အမအစုပ်လေးကြိုက် အစိုးလေးဟုတ်မချက်ပြပေးမယ်နော် ဟုတ်ကဲ့ဟုတ် နင်ကအေးနေတော့တိုက်ပါလား နေမတော့ငါကြွေးလား ကျွေးရလေခုနေ့ကကျွေးရလေ ဘယ်တော့ကြွေးရလဲ ခုတနေ့က အာဟိုနေ့တော့ကြွေးရနေမနေငါ့ကိုမကြွေးရသေးဘူးနေစားခြင်းလို့ရှိရင်နေမကိုဘွေရင်ကြွေးအဲ့ဆိုလို့ရှိရင်ငါနေကိုကြွေးမယ်အဲ့လိုမျိုးငါ့ကိုဘွေရင်မကြွေးဆိုငါမကြွေးဘူး နောက်နေ့ကျလို့ရှိရင်ငါမချင်ဘူးတောင်းမှုချင်းမယ်လို့နည်းနည်းတိုက်ပါ အဲ့ဆိုလို့ရှိရင်နောက်နေ့ကျမှနေကနေဝယ်စားပြီးမှငါ့ကိုလာကြွေးအခါကျမှပြောအခုကငါမဟုတ်ဘူးဒီနေ့ငါ့ကိုမကြွေးရင်ငါနေမကြွေးဘူး နည်းနည်းမတိုက်ပါ ငါမနေမကြွေးချင်လား အဲ့ဆိုတောက်ပွင့်ဘူးကုန်လေးပြင်ငါရေထက်တောင်းမယ် အဲ့ဆိုလို့ရှိရင်ငါတောက်ပြီးအောင်စားငါကုံဝါရှင်နေပြင်မယ်ညာလေကြည့်မနေနဲ့လေနေရလေအဲ့လိုကြည့်တော့ငါဘယ်လိုတောက်လို့ရမှာလဲတွားဟွက်လိုက်ရင်တွားဟောညငါမင်းနဲ့တိုင်ပါနော်ပြောဘူးကနင်တို့ဟာကြဘယ်မှငါ့ကိုမကြွေးချင်ဘူးငါဥစ္စာကြလက်တောင်းစားတောက်ချင်လို့လား ညလည်းဘာမှမရှိတော့ဘူး ဟဲ့ငါမတောက်ချင်တော့နေရမှာပေါ့ဟဲ့ငါတို့ဟိုလိုတိုင်းဆော့မယ်ကြမ်းပြောင်းနေဟိုဗာလဲဆွဲတိုင်းဆော့မယ် အေးအဲ့ဆိုငါဆက်ပြရ အဲ့လိုမရဘူးလေဆုံးတိုင်းဆွဲအောင် ဒီရော ဆွဲမယ် စုံစမ်းစီဟေးငါနိုင်ဝိုင်းငါဆက် ဆိုင်ပဲရှိသေးတယ်စကမဆိုင် ညလည်းရနိုင်ကျင်တော့ စုံစမ်းစိတ်ရေးနိုင်ပါရဲ့ဟဲ့ရမ်းဆွဲနေနော် ညမနေပြငါ့ကိုဆွဲပြနော်ပြောမြော့ ဆွဲမယ်ဟုတ်ဟဲ့ကောင်းနေအပြေးဆွဲနော်ဟဲ့ငါကောင်ပြဲသွားမယ်အဲ့လို ပြဲဦး ကောင်းနေရိုင်းငါဆွဲပြီးတဲ့ ညကြောင်ငါမဆွဲနိုင်ပါဆိုတော့နင်းကကြောက်ဝါရပြီးတော့အရန်ဖတ်တီးဖြစ်နေငါဘယ်လိုဆွဲနိုင်မှာငါအားမမရှိတာ နုပြောတော့ငါအဲ့လိုပြောမကြိုက်လို့ပြောတာငါအဲ့လိုမပြောနဲ့နော်နော် ဟဲ့ဟုတ်တယ်လေနင်းကိုဆွဲအမငါဖေနိုင်ငံခြားဘူလူဇာနဲ့ဆွဲတော့နင်းကြောက်မှာမဟုတ်ဘူး နုကအဲ့လိုမပြောနဲ့လို့ပြောတာနော်ငါနေမနဲ့တော့အဲ့ဒီသမီးစမပြောနေ ဟဲ့ငါဟုတ်ကဲ့ ပြောခဲ့ ဟဲ့ပါဇက်ပိတ်တာအမေအမှုကချိပါခြင်းလို့တဲ့မေအမှုကချိပါခြင်း ဟောမဒါလေး
လေးတွေကတော့ SK2 တွေကတစ်ဆက်စာလေးပေါ့နော်ဒီလို full size ဝယ်လို့ရှိရင်အခုဆို mini size လေးပါလက်ဆောင်ထည့်ထားပေးရမှာ तू ကအစုံမဲနော် तू facial cleanser ကနေစပြီးတော့အကုန်လုံး तू skin care တွေလည်းရှိရနော် ဆက်စာ ဆက်စာနော်ဒီပါလေ ဒါလေးယူမယ်ဆိုလို့ရှိရင်မအမျိုးအစားသူသုံးမှုယူလို့ရှိရင်လက်ကားစီလေးနဲ့လေးရတယ်မ ဩ အဲ့တော့မတယောက်တည်းမှာပေါ့ကိုသုံးဖို့အတွက်တိုးဝယ်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဒါမှမဟုတ်တငယ်ချင်းတွေနဲ့စုဝေးချင်တာပဲဖြစ်ဖြစ်အဆင်ပြေရပေါ့နော်မ အဲ့လိုလက်ကားစေးဆိုပြီးရှိသေးရပေါ့ mini size ပဲဝယ် full size ပဲဝယ်အမျိုးအစားသူသုံးမှုပြေဝါနဲ့လက်ကားစီနဲ့ရတာမ အမေ อืม အမအိမ်မွေးငယ်အိမ်သာတက်ချင်လို့တဲ့ အိမ်မခင်အိမ်သားတက်ချင်တယ် မဟုတ်ဘူးအဲ့ဒီသူလေးတမျိုးလေးဝါတုံးမလို့လည်းပြောတယ်ဖတီမာလို့လည်းပြောတယ်နိုင်လည်းကျင့်တယ် စန္နာဝင်းနင်ရှေ့ကိုတိုးခဲ့လိုက်ဒီရှေ့ကိုတိုးခဲ့လိုက်စန္နာဝင်းနင်လက်ကိုပိုက်ထားစမ်းစန္နာဝင်းတလောက်မိဘစုံးမာတယ်သူများတွေကတာသမီးတို့အဲ့လိုမပြောရဘူးမို့ချုံမြင့်ချင်းမပြောရအောင်နင်တကယ်ချင်းချင်းအဲ့လိုပြောစရာဟမ်နင်ကဘလောက်လှနေလို့လဲအခုချင်းချင်းတကယ်ချင်းတောင်းမှလားစန္နာဝင်း အဲ့အမေကပြောတာအချားနေပြီးတော့အိမ်မွေးငယ်အကျင့်မကောင်းပြီးတော့တမျိုးအများနဲ့ဟိုလိုလုပ်ဒီလိုလုပ်နေမဟုတ်လဲတောင်းစားရအမသူပဲမွေခိုင်းနေချင်းလို့ စန္နာဝင်းငါအခြားအသီးခံမယ်နော်အဲ့လိုသူများကိုပြောတော့ငါအသီးမခံဘူးနော်နင့်ဖေနဲ့ငါတိုက်မှာနော်စန္နာဝင်းနင်အခုချင်းချင်းတောင်းမှလားမလားတောင်းမှမလားပြော သူများမတောင်းမှညင် ဘာမှမတောင်းမှချင်တာစန္နာဝင်းနင်တော့ငါနဲ့တွေ့ရ ဘူးဟာမတောင်းမှညင်ဘူးတမျိုး အဲကုန်ပြီ ခုန ခုနသိန်းအမလေးကုန်ပြီခုနသိန်းလားညီမလေးညီမလေးရဲ့ဟိုဘယ်လိုလုပ်အောင်လဲမသိဘူးအမကလေးတွေကလေတအားဆော်တာတိလားသူတို့ဘလောက်ဆုံးမလည်းမရဘူးညီမလေးရဲ့အဲ့တော့ဒါလေးဘယ်လိုလုပ်လို့ရလဲ ညီမတို့ကြောင့်အဲ့လိုမျိုးဖြည့်ရှင်းပေးလို့မရလို့မယူမတော့ရမှာဘူး ညီမလေးအဆင်ပြေလားဗာ ဟုတ်ဆရာဒီမှာ customer အမရဲ့ကလေးကလေဒီ treatment အဆန်ယူကွဲအောင်ကွဲကြပါလို့ဟုတ် ဟောဒါမှညီမဝယ်မှာမလားရတယ်လေဝယ်မှာဆို ဟိုယူတာယူမှာအခုဒါပေမဲ့လေညီမလေးဒီနေ့ကျမှလေပတ်စံလေးပါမလားအခုရဲ့အနောက်နေ့ကျရင်ပြန်လာယူမှာဟိုကလေးတွေကလေတအားဆော်တယ်စုံမလို့လည်းမနိုင်ဘူးကိုရဲ့ဘယ်လိုလေးဝယ် ဟောအမှန်တော့ဒါယူရမှာပေါ့နော်ကွယ်ပါဆိုတော့လေဟိုညီမတို့ကြောက်ဖြစ် လုပ်လို့ရမလဲ ဒါပေမဲ့ညီမနောက်တစ်ခေါက်တကယ် Grace ကိုပြန်လာဖို့အစီအစဉ်ရှိလား စိတ်ချအကုန်နောက်တစ်ခေါက်လေးတေချာဘက်ကိုပြန်လာမှာဝယ်လဲဝယ်မှာအကိုဟုတ် အဲ့ဆိုတော့ညီမနောက်တစ်ခေါက်လာမှပဲရှင်းလိုက်လေနော်ရပါဒါပေမဲ့တစ်ခုတော့ရှိတယ်နောက်တစ်ခေါက်လာမယ်ဆိုရင်တော့လေဘယ်ကလေးပဲခေါ်လာပေါ့နော်အဲ့ကလေးနှစ်ယောက်မခေါ်လာရင်ရပါပြီညီမလေး စိတ်ချအကိုဒီနှစ်ယောက်လုံးဝပါမလာစေရဘူးအကိုမြင်လည်းမမြင်စေရအောင်အတန်လည်းမကြားစေရဘူးကျေးဇူးတင်ပါတယ်အကိုရဲ့ Grace ကိုလေးညီမနောက်တစ်ခေါက်ပြန်လာမှာအကိုနော်ညီမလေးဘူးလေးကျေးဇူးပါအကိုတော်လိုက်ပါဦးတော်လုံးလုံးလုံး Grace Cosmetic ဘရင်လက်ကားတိုင်းမှာ SK2 Lama Lefring Diro Channel Hourglass နဲ့ Lancome တွေအပြင် Korea နဲ့ Thailand brand တွေပါဝယ်ယူနိုင်ပါတယ်။ Tester တွေကိုလည်း Diro Channel နဲ့ Hourglass brand ကြီးပိုင်းတွေကိုပါထုတ်ထားပေးပါတယ်။လက်ကားအနေနဲ့သုံးမှုကနေစတင်နိုင်ပြီးမြန်မာနိုင်ငံအမျိုးမျိုးအနေနဲ့မှာရှိတဲ့ဆိုင်ကြီးများကိုလက်ကားပေးနေပါတယ်။လက်လီအနေနဲ့39 4483 2449နဲ့လက်ကားအနေနဲ့ကတော့39 44 3928 414ကိုဆက်သွင်းနိုင်ပါတယ်။ Grace Cosmetic ဘရင်လက်ကားတိုင်း